ရာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းကွာလမ်းပေါ်မှာရှိတဲ့အမှတ်344အမြောက်တက်ရင်အဲ့အမြောက်တက်ရင်ကတော်တော်လေးဒီရက်ထက်မှာစိတ်ဝင်စားနေကြတယ်344အမြောက်တက်ကဒါသတင်းတွေအရဆိုရင်တော်တော်လေးကိုအခြေအနေဆိုးနေတဲ့အဖြစ်မျိုးကိုရောက်နေတယ်ပေါ့နော်အမြောက်တက်ရဲ့ကာကင်းတွေကြာကုန်တယ်ဆုတ်ခွာခွင့်တောင်းတာတွေရှိတယ်ဒါအပြင်ဒါစွန့်ခွာထွက်ပြေးတာတွေလည်းရှိတယ်ပေါ့နော်ဆုတ်ခွာခွင့်တောင်းတယ်စွန့်ခွာထွက်ပြေးရရှိတယ်အဲ့လိုပုံစံမျိုးတွေသတင်းမှာဖော်ပြရတွေ့ရလိမ့်မယ်ပေါ့နော်ထပ်ပြီးတော့ထူးခြားတာကမေလ15ရက်နေ့မနက်ပိုင်းမှာဒူတိုင်းမှုရဲလင်းအောင်ကိုတိုင်ဒါ highlight ကား2စီးနဲ့နောက်တစ်ခါတိုင်းစစ်ဌာနချုပ်ကိုရောက်လာပြီးတော့နောက်တစ်ခါတိုင်းမှုအောင်ကျော်ခိုင်စီတွားပြီးတော့ဒီအာမဒ344တက်ရဲပေါ့နော်အခြေအနေဆိုးနေတဲ့ဖြစ်စဉ်တွေကိုတင်ပြခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်သတင်းတွေဖော်ပြတာတွေ့ရလိမ့်မယ်ပြီးတော့ဒီစစ်ရေးသတင်းပေါက်ကြားမှုတွေရှိတယ်ပေါ့နော်အဲ့လိုပေါက်ကြားမှုတွေကြောင့်မလို့နောက်တစ်ခါတိုင်းစစ်ဌာနချုပ်မှာစစ်မှုထမ်းဟောင်းမိသားစုဝင်3ဦးကိုဖမ်းဆီးခံထားရပြီးသတင်းပေးအဖြစ်မတရားဒါဆွဆွဲခံထားရတယ်ဆိုပြီးတော့လည်းဖော်ပြထားတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအချင်းချင်းတွေပြန်ဖမ်းနေကြပြီဆိုတဲ့ဟာတွေလည်းမြင်တွေ့ရတယ်ပြီးတော့သတင်းပေါက်ကြားမှုတွေကကြည့်မယ်ဆိုရင်ဇက်တိုက်ဆိုသလိုပဲရှိတယ်ပေါ့နော်ဒီတစ်ခုတည်းမှမဟုတ်ဘူးအခုဒါတိုင်းမှုကိုဒူတိုင်းမှုကသွားတွေ့ပြီးတော့ချင်းနေဆိုးနေတဲ့ကဲပေါင်းကြတော့မယ်ဆိုပြီးတော့ပြောတဲ့သတင်းတွေလောက်တင်မဟုတ်ဘဲနဲ့ရှေ့မှာလဲပေါ့နော်စစ်ကောင်စီဘက်ကဒီအလောင်းတွေဘယ်လိုမျိုးခိုးပြီးတော့တကြိုနေရတယ်ဆေးရုံကိုဘယ်လိုခိုးပြီးတော့ပို့နေရတယ်ဆိုတော့သတင်းတွေလည်းတောက်လျှောက်ထွက်ခဲ့တာတွေရှိသလိုပေါ့နော်ဒီတိုက်ပွဲတွေမှာ AR တိုင်းတွေကတိုက်ပွဲတွေမှာအောက်ခြေစစ်သားတွေကိုပေါ့နော်ဒါတည်ဆုံးသွားပါဆိုတော့အောက်ခြေစစ်သားတွေကိုသူတို့ရဲ့အလောင်းတွေကိုစွန့်ပစ်ခဲ့လို့ဒီအောက်ခြေမှာပေါ့နော်အထက်ကိုမကျေနပ်တဲ့ဒါမကြည်မလဲဖြစ်နေတဲ့ကိစ္စမျိုးတွေကလည်းသတင်းတွေဖြစ်ဒါပေါက်ကြားလာခဲ့တာတွေအများကြီးရှိရပါတော့အဲ့တော့စစ်ကောင်စီဘက်ကဒီသတင်းနဲ့ပတ်သက်လို့ဘလို့မှမထိန်ချုပ်နိုင်ဘူးဆိုတဲ့အနေအထားတစ်ခုလည်းသွားပြီးတော့မြင်တွေ့ရတယ်အဲ့တော့အရှိမခါလိုက်ရ38ကတရင်မှုမြင်ထွန်းနဲ့အဖွဲ့ကပေါ့နော်ဒါရှေ့တန်းကပြန်ဆုတ်ခွာခွင့်မရဘဲနဲ့ဆက်လက်ပြီးတော့ခုခံနေရတဲ့အတွက်နောက်တန်းကိုပြန်ဝင်ခြင်းပေမဲ့တိုင်းမှုရဲ့ခွဲခြားဆက်ဆံတာတွေကိုဒါကြုံနေရတယ်ခံနေရတယ်ဆိုပြီးတော့လည်းသတင်းတွေထပ်ပြီးတော့ပေါက်ကြားလာပါသေးတယ်ပေါ့အဲ့တော့အဲ့ဒီသတင်းတွေကိုဒါ AR တိုင်းသတင်းတွေတင်ပြနေတဲ့အထူးသတင်းတပ်ဖွဲ့ပသိမ်ရဲ့သတင်းတွေပေါ့နော်ဒီသတင်းတွေကိုကိုးကားပြီးတော့တခြားသတင်းမီဒီယာတွေကလည်းဖော်ပြနေတာတွေ့ရတယ်အဲ့တော့ဒီသတင်းဖြစ်စဉ်နေတာအမှန်တကယ်ဆိုရင်ကျွန်တော်တို့ဘာတွေအားရစရာကောင်းတယ်ဘလို့သုံးသက်ချက်တွေလုပ်လို့ရမလဲဆိုတဲ့ဟာကိုလေ့လာကြည့်အောင်ပေါ့နော်အဲ့တော့မြေပြင်မှာစစ်ကောင်စီဘယ်လောက်ထိအခြေအနေဆိုးနေသလဲဆိုတဲ့ဟာတွေလည်းကျွန်တော်တို့သုံးသက်ကြည့်အောင်အဲ့တော့အမြောက်တက်ဆိုတာကတည့်ရတိုင်းပဲရှေ့တန်းမှာတို့ဒါစစ်မြေပြင်မှာတိုက်နေရပါတယ်ဆိုတော့ရှေ့တန်းတက်တွေအတွက်နောက်ကနေပြစ်ကူပေးရတဲ့အဓိကကဏ္ဍတစ်ခုတက်တစ်ခုပေါ့နော်အဓိကတက်ဖွဲ့တစ်ခုလို့လည်းပြောရမှာဖြစ်တယ်အဲ့တော့ဒီတက်သာကျသွားမယ်ဆိုရင်စစ်ကောင်စီရဲ့ရှေ့တန်းတက်တွေအတွက်မတွေးဝင်စရာလို့ပြောရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိအနေထားရရာသီဥတုကြမ်းတမ်းတဲ့အခြေအနေကြောင့်မလို့ပေါ့နော်ဒီ drone တွေလေကြောင်းတွေဒါတွေကိုအကန့်အသတ်နဲ့တို့သုံးနေရတဲ့အနေအထားမှာအခုလို့နောက်ကနေပြီးတော့အမြောက်ပစ်ကူကပါအကန့်အသတ်ဖြစ်သွားမယ်ဆိုရင်ဒါမြေပြင်မှာတိုက်နေရပဲဆိုရဲစစ်ကောင်စီစစ်သားတွေအတွက်တော်တော်လေးအကျက်တဲ့ဖြစ်သွားလိမ့်မယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့မြေပြင်တိုက်ခိုက်မှုမှာပစ်ကူပေးတာတွေလည်းရော့ကျသွားမယ်ခြေလင်ကူပြစ်လက်နက်ကြီးတွေကဒီစစ်ကြောင်းတွေမှာပါတယ်ဆိုပေမဲ့လဲပေါ့နော်အမြောက်လက်နက်ကြီးပစ်ကူနဲ့ဒါခြေလင်ကူပြစ်လက်နက်ကြီးပစ်ကူနဲ့ကွာခြားမှုတွေအများကြီးရှိတယ်ထိရောက်မှုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အခက်ကြုံမဲ့အနေထားတွေ့နေရတယ်ပြီးရင်လမ်းကြောင်းတွေထိန်းချုပ်နိုင်မှုတွေရော့သွားမယ်အထူးသဖြင့်ဒါငတိုင်းချောင်းကွာလမ်းကလက်ရှိအနေထားရပြောမယ်ဆိုရင်အဲ့ဒီ data မှာတကယ်အရေးကြီးဆုံးနေရာတစ်ခုလို့လဲဆိုရမှာဖြစ်တယ်အရေးကြီးတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ် AA ကဒီလမ်းကြောင်းကိုပို့ပြီးတော့ဖိလာမယ်ဆိုရင်ရခိုင်နဲ့ AR ကြားချိတ်ဆက်လှုပ်ရှားနိုင်မှုတွေဒါပို့ပြီးတော့တိုးပြီးတော့လှုပ်နိုင်သွားမယ်စစ်ကောင်စီအနေနဲ့မြေပြင်ထိချုပ်နိုင်မှုတွေပို့ပြီးခက်ခဲလာမယ် AR တိုင်းစစ်ရေးကစစ်ကောင်စီအတွက်ဒါပို့ပြီးတော့ပြင်းထန်လာနိုင်ခြင်းရှိပါတယ်နောက်တစ်ခုကဒူတိုင်းမှုကိုယ်တိုင်တိုင်းမှုစီကိုပြန်ပြီးတော့ဒီအခြေအနေဆိုးနေတဲ့အကြောင်းတင်ပြရတယ်ဆိုတဲ့ဟာကလည်းတကယ်တမ်းပြောမယ်ဆိုတာတာမန်အခြေအနေမဟုတ်ဘူးပေါ့နော်တာမန်ဖြစ်ပျက်နေတဲ့ဖြိုးဖြစ်စဉ်ပုံစံမျိုးထက်ပိုလာတယ်လို့ပြောရမယ်အဲ့တော့တော်အခြေအနေဆိုးနေလို့ယူဆရတယ်အဲ့တော့ A နဲ့ပူပေါင်းအဖွဲ့တွေပေးတဲ့စစ်ရေးဖိအားကိုစစ်ကောင်စီကလူလက်ခံနေရတယ်ရှေ့ဖြစ်စဉ်တွေကြည့်ပြီးတော့ဒါစိတ်ချုပ်ချရည်လည်းရှိမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ရှေ့မှာလည်းတည့်ရတိုင်းပဲဗျအများကြီးပဲထွက်ပြေးကြတာတွေပြီးရင်ဒါတေဆုံးကုန်တာတွေပြီးတော့ခုနလိုပေါ့နော်အလောင်းတွေစွန့်ပစ်ခံရတယ်ဆိုတဲ့ဟာတွေပြီးတော့အချင်းချင်းမယုံကြည်ဖြစ်တဲ့ဟာတွေဒါတွေကြောင့်မလို့အကုန်လုံးကဗျကြောက်စိတ်တွေဝင်နေကြတယ်စစ်ကောင်စီဘက်မှာပေါ့နော်စိတ်ချောက်ချတာတွေဖြစ်နေကြတယ်ဒါကြောင့်လည်းဒါစခန်းကမကြသေးဘူးထွက်ပြေးတာတွေရှိနေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့လက်နက်ရှိတယ်ခဲယမ်းရှိတယ်စခန်းလည်းမကြသေးဘူးဒါပေမဲ့တိုက်ချင်စိတ်မရှိတော့ဘူးတနည်းပြောရမယ်ဆိုရင်မတိုက်ရဲတော့ဘူးဒါကအဲ့လိုမျိုးအခြေအနေတွေဖြစ်လာပြီးစုံလာပြီးဟေးဆိုရင်အဲ့တက်ကမြန်ပြိုတာပဲပေါ့နော်လုံးရဲ့စိတ်ထဲမှာဘာဖြစ်နေလဲနောက်တန်းပြန်ကျင်တယ်နောက်တန်းပြန်ကျင်တယ်ခွင့်ပြန်ကျင်တယ်ခွင့်ပြန်ပြီးပြန်မလာတော့ဘူးဆိုတဲ့ကောင်တွေစိတ်ကူးနေတဲ့ကောင်တွေကအများကြီးရှိလိမ့်မယ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာခွင့်မရတဲ့စစ်သားတွေဆိုတော့အခုဆိုဘလောက်တောင်မှရှိနေပြီးတော့လေချောင်းနဲ့ drone ကဒါကျွန်တော်ခုနပြောသလိုရာဇီဥတုအခြေအနေရအကန့်အသတ်နဲ့သုံးနေရတဲ့ချိန်မှာအမြောက်တက်ကပါအားကိုးလို့မရတော့ဘူးဆိုရင်စစ်ကောင်စီအတွက်တော်တော်လေးဒုက္ခရောက်သွားနိုင်ပါတယ်လာမယ့်မိုးရာသီကို
ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင်တော်လိုင်းအင်အားစုတွေအတွက်အခွင့်အရေးကောင်းနေအခွင့်အလမ်းကောင်းနေဖန်တီးနိုင်လိမ့်မယ်လို့ဒါယူဆပါတယ်ဗောနော်